안녕하세요. Korean language sharing learning channel에서 원영합니다. 제 메뉴가 뭔가 먼저 여성 TV도 아이므로 뒤니까 자러 과제 이곳에 떠밤에 과제 이가 말하기 스케비올리바 허비아스의 스케비오 지지양 번호 자러 스케비오가 자러 친구랑 소개하고 등해진 고메사 베비로 인사하십시오. 노세지바 소비로 표타해 번호 허비아스의 뒤에마 제가 표타라가 제임스의 리에의 호에이의 소비 동요 표타 번호 프라마우송 제임스가 니사 표바래 안녕하십니까 리에시 민글라바 리에이 번호 자 리에 변피레네 안녕하십니까 제임스 씨 호게 민글라바 제임스가 별의 제 친구 웨이입니다. 소비로 제임스가 두에 등해진 웨이네 리에네 오메세 빌라이데 해로 웨이가 별의 처음 뵙겠습니다. 웨이입니다. 프라마우송 뒤성지마 웨이와 그냐보 자 리에가 반갑습니다. 원다바래 리에입니다. 리에바 자 웨이가 리에오 변비에 리에 씨는 한국 사람입니까? 리에가 코리아 루뮤라서 리에 변비에 아니요 일본 사람입니다. 번호 재팬 루뮤바 소 변비라 허비 아스인 제로 디사바이리오တစ်ခေါက် ပြန်ဖတ်ကြည့်အောင်ပေါ့နော်ပထမအဆုံးကကြတော့ပထမအဆုံးပြောတဲ့စာကြောင်းကကြတော့안녕하십니까 리에 씨 네 안녕하십니까 제임스 씨 제 친구 웨이입니다. 처음 뵙겠습니다. 웨이입니다. 반갑습니다. 리에입니다. 리에 씨는 한국 사람입니까? 아니요 일본 사람입니다. 냐면요. 허비 채널을 가변 파비밤에 프라마우zon가 안녕하십니까 리에 씨. 네 안녕하십니까 제임스 씨. 제 친구 웨이입니다. 처음 뵙겠습니다. 웨이입니다. 반갑습니다. 리에입니다. 리에 씨는 한국 사람입니까? 아니요 일본 사람입니다. 냐면요. 허비라 솔루션 고의 등해진တရားကို အခြားတစ်ယောက်နဲ့မိတ်ဆက်ပေးတဲ့အခါမျိုးမှာဒီလိုလေးပြောလို့ရတယ်ဆိုပြီးတော့သူတို့ကပြောသားပေးတာပါအချင်းဒါကခွာချက်ဤမာရာဂီခွာချက်ဤရဲ့မာရာဂီစကားပြောလေးပြီးသွားတာပါပြီးရင်အကခွာချက်ဤကိုဆက်ကြည့်အောင်ပေါ့နော်ကြတော့လေ့ကျင့်ခန်းနှစ်ကကြတော့ the go sugi the go နားထောင်ပြီးတော့ sugi ရေးရမှာဆိုတော့ခြေတို့အတန်ဖိုင်ကိုနားထောင်ကြည့်အောင်ပါနော်과제 2 듣고 쓰기 안녕하십니까 제임스 씨. 네, 안녕하십니까 김 선생님. 학교에 갑니까? 네, 학교에 갑니다. ပထမအဆုံးက 안녕하십니까 제임스 씨 안녕하십니까 မင်္ဂလာပါပေါ့နော် 제임스 씨 ဆိုပြီးတော့ 제임 ကိုနာမည်ခေါ်လိုက်တယ်ပေါ့နော် 안녕하십니까 제임스 씨 မင်္ဂလာပါ 제임 ဆိုတော့ခါကြတော့제임 ကပြန်ဖြေတယ်안녕하십니까 ပေါ့နော် 김 선생님 ပေါ့နော် 김 선생님 ဆိုတော့ဆရာခင်ကြီးပေါ့နော်ဒါတော့ဆရာတော့ဆရာဖြစ်လိမ့်မယ် 김 선생님 ပေါ့နော်ဆရာရဲ့မျိုးရိုးနဲ့ခေါ်တာဆိုတော့စောင်းနဲ့ခေါ်တာဆိုတော့ 김 선생님 ပေါ့ဒါကြတော့김 선생님 အထက်မြေ학교에 갑니까 학교에 갑니까? 학교가 짱ပြောတာပါ 학교에 갑니까? 짱으로 သွားမှာလားဆိုတော့ခါကြတော့ 네 학교에 갑니다. ဟုတ်ကဲ့짱으로 သွားမှာပါလို့ပြန်ဖြေထားတာဟုတ်ပြီအဲ့ဆိုရင်ခြေတို့အတန်ဖိုင်ကိုနောက်တစ်ခေါက်ပြန်နားထောင်ကြည့်အောင်နော် 네, 안녕하십니까 김 선생님. 학교에 갑니까? 네, 학교에 갑니다. နံပါတ်1ကကြတော့ခြေတို့အဲ့ဒီအတန်ဖိုင်ရဲ့နံပါတ်1ကကြတော့ the go နားထောင်ပြီးတော့ 이야기 하는 사람이 စကားပြောသွားတဲ့လူတွေရဲ့ 이름နာမည်ကိုဆွတ်ရှစ်ဖြူရေးပေးပါတဲ့အဲကြတော့စကားပြောတဲ့လူနှစ်ယောက်ခင်ဆောင်စိတ်နေရကြတော့ the go နားထောင်ပြီးသွားပြီဆိုတော့စကားပြောတဲ့လူတွေက 제임스 그리고 김 선생님ရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခုကကြတော့နံပါတ်2ကကြတော့ the go နားထောင်ပြီးတော့ဆွတ်ရှစ်ဖြူရေးပေးပါတယ်ဆိုပြီးတော့ 안녕하십니까 ဆိုကွက်လက်ပေးထားတယ်အဲ့ကြတော့ပထမဆုံးနှုတ်ဆက်လိုက်တာကဆရာနှုတ်ဆက်လိုက်တာမလို့ဒီမှာက 안녕하십니까 제임스 씨 မင်္ဂလာပါ 제임 ဆိုပြီးဆရာနှုတ်ဆက်တာ 제임스 씨ဒါတော့ 네 안녕하십니까 ဟုတ်ကဲ့မင်္ဂလာပါ 김 선생님 လို့ပြန်ခေါ်တာဒီမှာက 김 선생님 ပေါ့နော်ဆရာခင်အဲ့ဒါပြီးတော့ 학교에 အကြောင်းကိုသွားမှာလားလို့မိတာမလို့ 갑니까 학교에 갑니까 အကြောင်းကိုသွားမှာလားဆိုတော့ 네ဟုတ်ကဲ့ 학교에 갑니다 အကြောင်းကိုသွားမှာပါ
ဟုတ်ပြီနော်ချေတို့တင်ထားတဲ့ဂါမီတာဂါမီကာ grammar ကိုဖြည့်ခါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒါနံပါတ်1ရဲ့နံပါတ်2ရဲ့ပြီးသွားတာပေါ့နော်နံပါတ်1နံပါတ်2ပြီးတော့ခါကျတော့နံပါတ်3ကိုဆက်ကြည့်အောင်နံပါတ်3မှာကျတော့အစောနာဒုကီကိုမှာပဲဒုကိုနားထောင်ပြီးတော့မာနန်ခရမဲမှန်တဲ့ပုံမှာအိုဖြိုးရှိတော့ဟာရှိဖြူအိုတင်ဂီတာကိုလုပ်ပြီးပါအဝိုင်းတင်ဂီတာလေးလုပ်ပြီးပါအဲ့ဆိုရင်ပုံနေပေးထားရပေါ့နော်ပုံကပထမပုံမှာကကျတော့ဆရာကိုဂျိမ်းစွတ်ကနှုတ်ဆက်နေတဲ့ပုံဒါပေမဲ့ဆရာနဲ့ဂျိမ်းစွတ်နဲ့ရှိတဲ့နေရာဘယ်နေရာလဲတစ်ချက်ပတ်ဝန်းကျင်ကြည့်ကြည့်တော့ဒီမှာစတင်ကုန်းလေးရှိတယ်ပေါ့နော်ပဒင်းပေါက်လေးရှိတယ်အဲ့တော့စတင်ကန်းထဲမှာကျတော့ဒီမှာဆောနာဆရာမတို့စကားပြောတဲ့မှာနားထောင်လိုက်တော့ခင်ဆောင်စိတ်နဲ့မိတာဟက်ကျိုရဲ့ဂါမီကအเจ้าကိုသွားမလို့လားလို့မိတာတကယ်လို့เจ้าမှာလာတွေ့တယ်ဆိုရင်အဲ့ဒီမိကွန်မေးမလားမမေးဘူးအဲ့တော့နံပါတ်1ပုံကမှားလောက်တယ်နံပါတ်1ပုံကမှားတာမို့လို့ဘာတင်ဂီတာလုံးမလဲအိတ်ဖြူရှိလုံးမှာပေါ့အဲ့ဒါပြီးနံပါတ်2ပုံကကြတော့သူတို့เจ้าရဲ့ဒီဘက်နားလေးမှာတွေ့တာဒါတော့ဂျိမ်းကဆရာကိုနှုတ်ဆက်နေတယ်အဲ့ကြတော့ဆရာကเจ้าကိုသွားမလို့လားလို့မေးတာဖြစ်နိုင်တယ်နံပါတ်2ပုံကဖြစ်နိုင်တယ်နံပါတ်3ပုံကိုကြည့်ကြည့်မယ်နံပါတ်3ကကြတော့ဘယ်ထဲမှာစကားပြောနေရတော့စာကြည့်တိုက်ထဲမှာစကားပြောနေတာစာကြည့်တိုက်ထဲမှာစကားပြောရင်เจ้าကိုသွားမှာလားလို့မေးတော့မှမဟုတ်တော့ဘူးစာကြည့်တိုက်တောင်ရောက်နေပြီဆိုမှတော့ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်နံပါတ်3ပုံကလည်းမှာမယ်အဲ့တော့အဖြေမှန်ကဘယ်ပုံဖြစ်မလဲနံပါတ်2ပုံဖြစ်ပါမယ်အဲ့ကြောင့်နံပါတ်2ပုံမှာအိုဖြိုရှိတော့ဟာရှိဖြီကိုအိုတင်ဂီတာလုပ်ပြပါဆိုတော့ဒီလိုလေးလုပ်ပြအောင်ပါပဲရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒါကအခန်းလေးဘန်ကစမီတာအခန်းကဒုကီလေ့ကျင့်ခန်းပြီးသွားတာပါဒုကီလေ့ကျင့်ခန်းပြီးရင်ချေတို့ဘာပြီးသွားပါပြီလဲဆိုတော့1.1ရဲ့ပထမဦးဆုံးအခန်းအင်စာအခန်းပြီးသွားပါပြီအင်စာအခန်းရဲ့ခြေကနံပါတ်5အခန်း5ကိုမတင်ဘူးလို့ပြောပြီးသားဆိုတော့အခန်း5ကဘာလို့မတင်တာလဲဆိုတော့အဲ့ဒီရှေ့မှာတင်ထားတဲ့1 2 3လေးအကုန်လုံးကိုဂျောင်းလေးရဲ့ဘူရှိတာပေါ့နော်ပြန်ပြီးတော့ရှင်းလင်းတာဂျောင်းလေးဟာတာကရှင်းလင်းတာကိုပြောတယ်ဂျောင်းလေးဟာတာက clear လောက်တာနဲ့တူပဲအဲကြတော့ရှင်းလင်းတာဆိုတော့ခါကြတော့အကုန်လုံးကိုပြန်ပြီးတော့မှာဒီရှေ့ရဟာဒီအကုန်လုံးပြန်ပြီးနှစ်ချုပ်ထားပါဘောနော်ဒါဆိုရင် ego bullshit ဖတ်ကြည့်ရအောင်ဆိုပြီးတော့ခါကြတော့သစာဖတ်ခိုင်းတာအညွာရှိမီကကရစမီကဝဲစာဝန်နေအညိမီတာချောင်းပကစမီတာဘောဒါဆိုအခန်း1ဒါအခန်း2ဒါအခန်း3ဒါအခန်း4ရဟာဒီပြန်ဖတ်ခိုင်းတဲ့သဘောပဲရမယ်နော်အဲ့ဒါပြီးရင်အဲ့တခုကကြတော့ဂျီကော့အလုတ်အကိုင်ရဲ့ပြီးတော့ခါကြတော့ခုကြော့နိုင်ငံရဲ့ခွဲခိုင်းတာအဲ့ဆိုရင်ဒီမှာဟန်ကုဆိုရင်နိုင်ငံနဲ့တွားမယ်ဟက်စိန်ဆိုရင်ကျောင်းသူဆိုတော့ဂျီကော့ထဲတွားမယ်ဂျွန်ကုဆိုလို့ရှိရင်ဘယ်ထဲတွားမလဲဂျွန်ကုဆိုရင်နိုင်ငံနဲ့ကိုတွားမယ်အဲ့ဒါပြီးတော့ခါကြတော့ဆန်းစိန်နေချောင်းစိန်နေအလုတ်ကိုင်းထဲကူကထိုင်းဆိုတော့နိုင်ငံနဲ့တွားမယ်မီကူရုရှားပြီးလို့ရှိရင်နောက်တစ်ခုကအေဘွန်အင်ဒိုပြီးရင်နောက်တစ်ခုကကြတော့ဟိုဂျူဒိုကီဟုတ်ပြီဒီဟာတွေအကုန်လုံးကဘယ်ထဲသွားမလဲဒီပန်းရောင်နဲ့ရေးထားတဲ့ဟာတွေအကုန်လုံးကခုကြော့နိုင်ငံနဲ့ကိုသွားပြီးတော့ခါကြတော့ဂျန်နဲ့ဟက်စိန်ကျောင်းသူအွန်လိုင်းဝန်ဘန်ဝန်တန်ဆောင်းစိန်နေဆရာမဘီစောအတွေ့အမှုကဆိုအစိုးရပြောင်းလို့စားရှင်နေဝီစာဆရာဝန်ခီချာတရင်တောက်ကန်လို့စားတူနာပြုပဲနော်ပြီးတော့ခါကြတော့ဒီမှာကကြတော့ရုံးကူကကြတော့ UK ကိုပြောတာပေါ့နော် UK ကလည်းနိုင်ငံနဲ့ကိုသွားမယ်ဟုတ်ပြီအဲ့ဆိုရင်ဒါကရှေ့မှာတင်မိသားမင်းနေကြည်ခဲ့လားမကြည်ခဲ့ဘူးလားဆိုတာကိုသူကဘာလုပ်ထားလဲဆိုတော့စာနဲ့ပြန်မေးထားတာမို့လို့ဒီအခန်းကပြန်မတင်တော့ပါဘူးเนาะဟုတ်ပြီအဲ့ဆိုရင်ချေတို့ဒီအခန်းပြီးသွားပြီဆိုတော့ခါကြတော့အခန်း9မဟုတ်တော့ဘဲနဲ့နောက်တစ်ပတ်ကြာလို့ရှင်နောက်ဗီဒီယိုကြာလို့ရှင်ချေဤကွာအခန်း2ကဟက်ကျိုဝါဂျီကိုသွားမှာပါဟုတ်ပြီဒီနေ့တော့ဒီပါပဲเนาะ감사합니다